အဲ့ဒါမြတ်စွာဘုရားကအင်္ဂုတ္တပါဠိတော်အထက်ကနိပတ်ထဲမှာအခဏသုတ်တံဆိုပြီးတော့သုတ်တံလေးတစ်ပုဒ်ဟောထားတယ်အခဏဆိုတာအခွင့်အရေးသဘောမရှိတဲ့ဘဝအခွင့်အရေးပိတ်နေတယ်လုံးလို့မရလမ်းပိတ်နေတယ်ထွက်ပေါက်မရှိဘူးအဲ့ဒါမြတ်စွာဘုရားစီစစ်ပြတယ်ယဟန်တို့တဲ့ခဏကိစ္စောနော်ကောင်းတာလေးတွေကိုလုံးလို့ရတဲ့အခွင့်အလမ်းလေးအခွင့်အရေးလေးလို့လူတွေဟာအခွင့်အရေးဆိုတဲ့စကားလုံးကိုသုံးတော့သုံးကြတယ်ပြောတော့ပြောကြတယ်ဒါပေမဲ့ဓာတ်ထိမှန်အောင်သူတို့အခွင့်အရေးရဲ့အဓိပ္ပာယ်ကိုနားမလည်ဘူးတဲ့အခွင့်အရေးဆိုတဲ့စကားလုံးကိုပြောနေတာကောင်းကောင်းသိတာမဟုတ်ဘူးလို့ပြောတာအခွင့်အရေးဆိုတာဘလို့ဟာတော့အခွင့်အရေးရဲ့အဓိပ္ပာယ်ကိုမြတ်စွာဘုရားကရှင်းရှင်းလင်းလင်းသိဖို့အတွက်အခွင့်အရေးမရှိတဲ့အနေအထား၈မျိုးကိုအရင်ပြောတယ်ရပ်ပြစ်၈ပါးဆိုတာအဲ့ဒါဆောင်းပုဒ်ကလေးနဲ့တချို့တကောင်တွေရကောင်းရလိမ့်မယ်နော်ဖျားပွင့်ကပယ်၃ရွာနဲ့ဒီဃာယုနဲ့ဖြစ်လက်ပစ္စံမိစ္ဆာဉာဏ်ရှိဉာဏ်မရှိသာဉာဏ်ရှိညာလဲဖျားမဖြစ်ကြမ်းကန်လှစ်သည်ရပ်ပြစ်၈ပါးတယုတ်တည်လောကမှာအလုံးစုံကိုသိတော်မူတဲ့ကိလေသာခတ်သိမ်းငြိမ်းတော်မူတဲ့ဘုရားရှင်ကိုရမြတ်ကြီးကပွင့်တထာဂတောသလောကေဥပ္ပန္နောဟောတိနော်အရဟံသမ္မာသမ္ဗုဒ္ဓောအရဟံသဘဂဝါဆုံးဂုဏ်တော်၉ပါးနဲ့ပြည့်စုံတော်မူတဲ့အလုံးစုံကိုသိတဲ့တထာဂတလို့ဆိုတဲ့မြတ်စွာဘုရားလောကမှာပွင့်လာတယ်ဖြစ်ပေါ်လာတယ်ပေါ့အဲ့ဒီဖြစ်ပေါ်လာတဲ့မြတ်စွာဘုရားကဘယ်လိုတရားမျိုးကိုဟောတာတော့စကလုံးလေး၄လုံးမြတ်စွာဘုရားကိုယ်တော်တိုင်သုံးထားတယ်ဓမ္မောဇာဒေတိယတိဩပတမိကောပရိနိဗ္ဗာနိကောတံဘောရဂာမိသုကတပဝေတိတောစကလုံးလေး၄လုံးအရန်ကောင်းစောစောကဂုဏ်တော်တွေနဲ့ပြည့်စုံတော်မူတဲ့မြတ်စွာဘုရားလောကမှာဖြစ်ပေါ်လာတယ်ဖြစ်ပေါ်လာတဲ့မြတ်စွာဘုရားကဘလို့တရားမျိုးကိုဟောတာတော့ဩပတမိကောစိတ်နှလုံးကိုလောင်ကျွမ်းစေတဲ့ပူလောင်စေတဲ့ကိလေသာအပူမီးကိုငြိမ်းသွားစေနိုင်တဲ့တရားမျိုးကိုဟောတာမြတ်စွာဘုရားရဲ့တရားစိတ်နှလုံးကိုငြိမ်းအေးစေနိုင်ဩပတမိကပရိနိဗ္ဗာနိကောတဲ့နောက်ဆုံးထဝန်းကျင်ငြိမ်းအေးခြင်းကိုရစေတတ်ရောက်စေတတ်သည့်အထိအစွမ်းတတ္တိကြီးမားတဲ့တရားကိုဟောတယ်နော်ဩပတမိကောပရိနိဗ္ဗာနိကောပြီးတော့တံဘောရဂာမိတည်ခြင်းသို့ဆိုက်ရောက်စေတတ်တယ်ဆိုလိုတာကအတိညာဏ်ကိုရစေတတ်တယ်အဲ့ဒီနေရာမှာအတိညာဏ်ဆိုတာအဆုံးစွန်မဲ့ဉာဏ်၄ပါးကိုပြောတာသစ္စာ၄ပါးကိုသိတဲ့အဆင့်ဘဝရဲ့ဆင်းရဲတဲ့သဘောကိုတကယ်နားလည်သွားပြီဘဝရဲ့ဆင်းရဲတဲ့သဘောကိုတကယ်သိသွားပြီဆိုရင်ဘဝရဲ့ပေါ်မှာဆင်းရဲလို့မသိလို့ဖြစ်ပေါ်နေတဲ့လောဘဓာတ်ဟာအစဉ်စဉ်ချုပ်ငြိမ်းရတယ်လောဘအစဉ်စဉ်ချုပ်ငြိမ်းတဲ့အတွက်ကြောင့်ဒုက္ခအစဉ်စဉ်ချုပ်ငြိမ်းမှုကိုဒီလိုဟာမျက်မှောက်ပြုရတယ်အဲ့ဒါလိုသစ္စာ၄ပါးကိုထိုးထွင်းပြီးတော့သိတဲ့အဆင့်ထိမြင့်မားတဲ့ဉာဏ်ကိုရစေတတ်တယ်မြတ်စွာဘုရားဆုံးမတဲ့အဆုံးအမတွေစိတ်နှလုံးကိုငြိမ်းအေးစေတတ်တယ်ဒုက္ခတွေကိုအကုန်လုံးပျောက်သွားသည့်အထိငြိမ်းသွားသည့်အထိအဲ့ဒီထိရောက်သွားလိမ့်မယ်တည်ခြင်းကိုဆိုက်ရောက်စေတတ်တယ်သုကတပဝေတိတောတဲ့ဟောဒီစကလုံးလေးကလည်းမျက်နှိုးစရာကောင်းသုကတဆိုတဲ့ဂုဏ်တော်၉ပါးထဲမှာပါတယ်နော်သုကတဆိုတာကောင်းသောစကားကိုဆိုတော်မူတတ်သောမြတ်စွာဘုရားအဓိကသုကတရဲ့အဓိပ္ပာယ်ကစကားကောင်းပြောတတ်တဲ့နေရာမှာမြတ်စွာဘုရားကိုဘယ်သူမှမမီဘူးသုကတပဝေတိတောဆိုတာကမြတ်စွာဘုရားတို့မှသာလျင်ကောင်းကောင်းသိစေနိုင်တဲ့တရားဆိုလိုတာကသစ္စာ၄ပါးတရားကိုပြောတာသစ္စာ၄ပါးတရားဆိုတာဘုရားမှသာလျင်အပြည့်အစုံသိအောင်ဟောနိုင်တာကျန်တဲ့လူတွေဘယ်သူမှဒီဥစ္စာကိုတော့ပြည့်ပြည့်စုံစုံနော်ကြည်ကြပြန့်ပြန့်မပြောနိုင်ဘူးတကယ်လို့ပြောနိုင်ခဲ့တယ်ဆိုရင်လည်းဘုရားဟောခဲ့တာကိုပဲပြန်နားထောင်ပြီးတော့သိပြီးတော့ပြန်ပြီးတော့ပုံတူကူးတဲ့အနေနဲ့တဆင်ပြောတဲ့အနေနဲ့ပဲပြောခြင်းသာဖြစ်မယ်ကိုယ်ပိုင်ဉာဏ်နဲ့တွင်းဖောက်ပြီးတော့အစကနဦးသစ္စာ၄ပါးတရားကိုဘယ်သူမှမပြောတတ်ဘူးဒီအမှန်တရားကိုဘယ်သူမှတရားဝါတွေကိုသိအောင်မစွမ်းဆောင်နိုင်ဘူးမြတ်စွာဘုရားသာလျှင်စွမ်းဆောင်နိုင်တယ်သုကတပဝေတိတောဆိုတာအဲ့ဒါကိုပြောတာနော်
ဂုဏ်တော်နဲ့ပြည့်စုံတော်မူတဲ့မြတ်စွာဘုရားလောကမှာဖြစ်ပေါ်လာတယ်ဖြစ်ပေါ်လာတော့စိတ်နှလုံးကိုငြိမ်းအေးစေတတ်တဲ့ဒုက္ခအလုံးကိုငြိမ်းအေးစေတတ်တဲ့တိမှုကိုဖြစ်စေတတ်တဲ့ဘုရားတို့သာလျှင်သိစေနိုင်စွမ်းရှိတဲ့နော်အလွန်လေးနေတဲ့သစ္စာလေးပါးတရားကိုဟောတယ်တဲ့ဒါကဘာတုံးဆိုတော့အခါကောင်းပေါ့နော်အဲ့လိုမျိုးလောကမှာတကယ်ကိုနော်ဖြစ်ထောင်ဖြစ်ခဲတန်ဖိုးကြီးမားတဲ့အကြောင်းအရာကြီးအဖြစ်အပျက်ကြီးတစ်ခုဖြစ်ပေါ်နေတဲ့အချိန်မှာအရန်ပုဂ္ဂလောပုဂ္ဂိုလ်တတ္တဝါကဘယ်မှာဖြစ်နေတုံးဆိုတော့နိရိယငရဲရောက်နေလောကမှာအလုံးစုံကိုတည်တော်မူတဲ့မြတ်စွာဘုရားပွင့်လာတာသူနဲ့ဘာမှမဆိုင်တယ်လို့ဖြစ်တယ်အဲ့ဒါပထမရပြည့်၈ပါးနော်နောက်ဟာတွေဘုန်းကြီးအကျေမပြောတော့ဘူးနော်ဖျားပွင့်ကပယ်3ရွာနဲ့ပယ်4ရွာလို့မပြောဘူးနော်ငရဲရဲတလိษံရဲပြိတ္တာနဲ့အတူတကယ်ကိုပေါင်းထားတယ်ရပြည့်၈ပါးတွေက3ခုရှိသွားပြီနော်ဖျားပွင့်ကပယ်3ရွာနဲ့ဒီဃာယုနတ်အလွန်အသက်ရှည်တဲ့ဗြဟ္မာကြီးတွေရုပ်ကြီးရှိတဲ့ဗြဟ္မာတွေနာမ်ကြီးရှိတဲ့ဗြဟ္မာတွေဒါတွေကိုယဉ်ညွှန်းတာတရားမနာယူနိုင်မှုအတိတုဉာဏ်တို့ကိုမရစေနိုင်တဲ့ဘဝမျိုးရောက်ဖျားပွင့်ကပယ်3ရွာနဲ့ဒီဃာယုနတ်ဖြစ်လက်ပစ္စံဖျားပွင့်နေတယ်ဒါပေမဲ့ဒီတော်ကဖျားတရားမရောက်နိုင်တဲ့အစွန်ဖျားကြတဲ့ဒေသတွေမှာလူသွားဖြစ်နေသူနဲ့ဖျားပွင့်တာနဲ့ဘာမှမဆိုင်ဒီလိုမျိုးဖျားပွင့်ကပယ်3ရွာနဲ့ဒီဃာယုနတ်ဖြစ်လက်ပစ္စံမိစ္ဆာဉာဏ်ရှိတယ်ဖျားပွင့်တဲ့ဒေသမှာ तू လူတော့ဖြစ်တယ်ဒါပေမဲ့ तू ကအယူဆမှားယွင်းတဲ့အတိုင်းဝိုင်းမှာသွားဖြစ်နေတယ်ယဉ်ကျေးမှုမတူတဲ့အမြင်မတူတဲ့အတိုင်းဝိုင်းမှာသွားဖြစ်နေတယ်အဲ့ဒီကိစ္စကရုံထွက်ဖို့မလွယ်ဘူးဟုတ်လားကိုကမွေးရစဒီအတိုင်းဝိုင်းမှာမွေးတယ်ဒါတွေပဲလွှမ်းမိုးခံထားရတယ်ဘလို့မှမှန်ကန်တဲ့အမြင်နဲ့တွေ့လဲပဲဒါကိုထိုးဖောက်ပြီးတော့ဒီဘက်ကိုတက်ဝင်လာဖို့ဆိုတာလွယ်တဲ့ကိစ္စမဟုတ်ဘူးအဲ့ဒါလည်းပါတော့ရပြည့်၈ပါးရပြည့်၈ပါးထဲမှာပါနေဖျားပွင့်ကဘယ်3ရွာနဲ့ဒီဃာယုနဲ့ဖြစ်လက်ပစ္စံမိစ္ဆာဉာဏ်ရှိဉာဏ်မရှိသားတဲ့ဟောဖျားတော်ပွင့်တဲ့ဒီတော်ဘာကဉာဏ်ကြီးမမီတဲ့လူတစ်ယောက်ဖြစ်နေဝိရိယစာထုံထိုင်းလာတယ်ဖြင့်အာလာတယ်ကောင်းတာပြောလို့ပြောမှမသိဆိုတာပြောလို့ပြောမှမသိလူကြီးမမီတဲ့လူလေးဖြစ်နေတယ်သူလည်းပဲပါတော့ရပြည့်၈ပါးတဲ့အပါဝင်ပဲဖျားပွင့်ကပယ်3ရွာနဲ့ဒီဃာယုနဲ့ဖြစ်လက်ပစ္စံမိစ္ဆာဉာဏ်ရှိဉာဏ်မရှိသားဉာဏ်ရှိညာလဲဖျားမဖြစ်တယ်ဟောနောက်ဆုံးရပြည့်၈ပါးကတရဝါကသိနိုင်မြင်နိုင်တဲ့ဉာဏ်တော့ရှိတဲ့လူသားတစ်ယောက်ဖြစ်တယ်ဒါပေမဲ့ तू လူဖြစ်နေတဲ့အချိန်မှာ तू အသိဉာဏ်ရှိတဲ့တရဝါဖြစ်နေတဲ့အချိန်မှာလောကမှာဖျားကမဖြစ်ဘူးတဲ့ဖျားမပွင့်မှုတဲ့အဲ့ဒီအချိန်မှာဉာဏ်ရှိတဲ့လူတစ်ယောက်ဖြစ်နေလဲပဲဘဝကောင်းတော့ရတယ်ဒါပေမဲ့အခါကောင်းနဲ့မကြုံဘူးဟုတ်လားလွဲချော်မှုကြီးဘယ်နှမျိုးတော့10မျိုးအဲ့ဒီလွဲချော်မှုကြီး10မျိုးကနေဘုန်းကြီးတို့တွေဟာတကယ်ကိုဘလို့ဖြစ်နေတော့လွတ်နေတယ်နော်ကိုယ့်ရဲ့ဟိုပြောရရင်ဒါရှားပါးပစ္စည်းလေးတွေဘုန်းကြီးကအဲ့လိုပြောရင်လည်းနော်ဒီလူလေးတွေကဗာလေးတွေတော့ရှားပါးပစ္စည်းလေးတွေကျန်တဲ့နေရာမှာသာဒီပြင်နေရာမှာသာသူများတဲ့အဆင့်နှိမ့်နေတဲ့အပိုင်းတွေရှိကောင်းရှိမယ်တကယ်အရေးပါတဲ့ဒီကိစ္စနှစ်ခုစုံတဲ့ရှုထောင့်ကကြည့်မယ်ဆိုရင်အလွန်မှတန်ဖိုးဖြတ်လို့မရတဲ့အနေအထားလေးတွေကိုပိုင်ဆိုင်ထားတာအဲ့ဒါကိုနဝမခဏလို့ဒီလိုသုံးတယ်ကိုကူးမြောက်အခွင့်အရေးရှိတဲ့အခြေအနေကောင်းကိုပိုင်ထားတာဒါအခြေခံဘုန်းကြီးတို့နားလည်ထားရမယ်သဘောတဘာဝလေးတွေနော်ဘုန်းကြီးကဒီကနေ့နှုတ်ဆက်တရားအနေနဲ့စကားလုံးနှလုံးပြောမယ်လို့ပြောထားတာနော်အားနဲ့ပါတော့အခွင့်အရေးနဲ့တာဝန်ဟုတ်လားအခုအခွင့်အရေးကြောင့်ကိုပြောနေတာမိနစ်20ရှိနေပြီဟုတ်လားအခွင့်အရေးဆိုတာအည်အသွေးရှိတဲ့ဘဝရယ်မှန်ကန်တဲ့အဆုံးအမရယ်ဒီနှစ်ခုစုံမိတဲ့အနေအထားလေးကိုအခွင့်အရေးလို့ပြောတာကျန်တဲ့အခွင့်အရေးတွေကစာမဖွက်တော့ပါဘူးနော်စီးပွားရေးကောင်းအောင်လုပ်နိုင်တဲ့အခွင့်အရေးကျန်းမာရေးကောင်းနိုင်တဲ့အခွင့်အရေးနေရာကောင်းကိုရောက်နိုင်တဲ့အခွင့်အရေးဘာခွင့်အရေးညာခွင့်အရေးပြောညာပြောအဲ့ဒီအခွင့်အရေးဟာဒီအခွင့်အရေးကိုဘယ်လိုမှမမီဘူးဒါကြောင့်မြတ်စွာဘုရားတရဝါတွေဟာအခွင့်အရေးဆိုတဲ့စကားလုံးကိုတော့သုံးကြတာပဲဒါပေမဲ့သူတို့ဟာတကယ်အခွင့်အရေးအစ်စ်ကိုသိကြတာမဟုတ်ဘူးဆိုတာဒီဟာဒီအဓိပ္ပာယ်ကိုရည်ရွယ်ပြီးတော့ပြောတာဟုတ်ပြီနော်အဲ့လိုဆိုရင်ဒီအခွင့်အရေးကိုဘုန်းကြီးတို့ရနေတယ်
ဘလို့အသုံးချမလဲစောစောကပြောပြီးပြီကိုဆင်းရဲနေတဲ့နေအောင်အသုံးချရမယ်ကိုချမ်းသာတဲ့ချမ်းသာအောင်လုပ်ပေးခြင်းအပြင်အခွင့်အရေးကိုအသုံးချရမယ်ဟုတ်ပြီနော်အဲ့ဒါကိုလည်းဘုန်းကြီးစောစောကပြောတာထဲမှာပါသွားပြီကိုဆင်းရဲနေတဲ့နေအောင်လုပ်ရမယ်ဆိုတာဘာကိုပြောတာတော့မကောင်းတာတွေအကုသိုလ်တွေနေတဲ့နေအောင်လုပ်ရမယ်လို့ပြောတာအကုသိုလ်လို့ပြောလိုက်လို့ရှိရင်တို့တော့အကုသိုလ်ကင်းပါတယ်လို့လွယ်ထင်ပါဆိုလို့အကုသိုလ်ရဲ့နေပယ်ကျေပြန့်မုံတောင်ဘုန်းကြီးအများကြီးမပြောလိုက်ဘူးလားဘာတတိမှမထားဘဲနဲ့မေရောပေါ်ဆာဖြစ်တယ်လို့လေးရှာကဖွေကစားကတောက်ခါလေးနေအဲ့ဒါလဲပမာဒဆိုတဲ့အကုသိုလ်နဲ့နေတာပဲမောဟဆိုတဲ့အကုသိုလ်နဲ့နေတာပဲဘာမှနားမလည်ဘူးဒီတိုင်းပဲသူသိတဲ့အသည့်တွေကသူ့ထင်ရမြင်ရတွေရှောက်ပြီးတော့သိနေတာအကုသိုလ်ရဲ့နူးညံ့သိမ်မွေ့ပုံကိုပြောတာနော်ဒါကြောင့်ဆင်းရဲဒုက္ခကိုနောက်ဆုံးနေပါရမှတဆင့်ချုပ်ငိမ့်သွားသည့်အထိဘုန်းကြီးတို့ကြိုးပမ်းအထောက်ခြင်းတယ်ဆိုလို့ရှိရင်အဲ့ဒီပမာဒဆိုတဲ့နော်အဝိဇ္ဇာလို့ဆိုတဲ့အကောင်းမှုအကုသိုလ်အားလုံးတို့ရဲ့ရှေ့သွားခေါင်းဆောင်လို့မြတ်စွာဘုရားနာမည်တက်တဲ့အဝိဇ္ဇာအဲ့ဒါကိုဘုန်းကြီးတို့ပြစ်မှတ်ထားပြီးတော့တိုက်ခိုက်နိုင်ဖို့လိုလိမ့်မယ်နော်အဝိဇ္ဇာရဲ့ရှေ့ကဘုန်းကြီးကတော့ပမာဒရှိလိမ့်မယ်လို့တော့စိတ်ထဲမှာအဲ့လိုတွေးမိခပ်ပေါ်နေလို့ရှိရင်ဘာမှမသိဘူးဆိုလို့ရှိရင်ဘုန်းကြီးတို့မက်ဆရာလို့ထင်မက်မယ်မုန်းဆရာလို့ထင်မုန်းမယ်ဒုက္ခကတော့အဲ့ဒီကြမှာပေါ်ထင်ရောက်တာပေါ့နော်တကူကိုဒုက္ခနေတဲ့နေအောင်လုပ်ရမယ်ဆိုတဲ့နေရာမှာဘာလို့ရမှာကိုကြီးပဲပြောတာတော့အကုသိုလ်တွေမကောင်းတာတွေပိုနေသွားအောင်လုပ်ရမယ်ဆိုတာကိုပြောတာကိုချမ်းသာတဲ့ချမ်းသာအောင်လုပ်ရမယ်ဆိုတဲ့စကားကဘာကိုကြီးပဲပြောတာတော့ကုသိုလ်တရားတွေကောင်းတာတွေများလောင်လုပ်ရမယ်လို့ပြောတာအကုသိုလ်လို့မှန်ကန်ပြောခြင်းနိဝရဏတရား၅ပါးကိုပြောကုသိုလ်လို့မှန်ကန်ပြောခြင်းသတိပဋ္ဌာန်တရား၄ပါးကိုပြောဒါတွေကဘုန်းကြီးတို့ကအလွန်ကိုကျွမ်းကျင်ထားရမယ့်ဒေသနာတွေနော်ဟုတ်လားအဲ့တော့ဖြူရှင်သောတန်ရှင်သောကုသိုလ်အစုအပုံလေးတော့ကိုယ်တန်တာမှာတီးနေစေခြင်းနဲ့ဆိုရင်ဘုန်းကြီးတို့ဟာမလုပ်အောင်တော့တတိရှိရမယ်တတိတံမစဉ်တရားလက်ကင်ထားပြီးတော့အချိန်နဲ့မျှနေနိုင်အောင်ကျိုးပန်းအထောက်ရမယ်အခွင့်အရေးကိုဘယ်နည်းနဲ့အသုံးချမလဲဆိုတာလေးကိုပြောတာနော်